အားလုံးမင်္ဂလာပါ PP Traveling Page ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အသင်းတော်ဖြစ်တဲ့ Youth Fellowship Center ရဲ့လူငယ်တွေနဲ့အတူတူဒီနေ့ရှစ်လပိုင်းမှာကျင်းပမဲ့ conference အတွက်ကျွန်တော်တို့ဒီနေ့တချင်းသွားတိုင်းမှာပဲဖြစ်ပါတယ်ချင်းသွားတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်နဲ့အတူတူအဆုံးထိလိုက်လံကြည့်ရှုပေးဖို့အတွက်လည်းယေရှုနာမနဲ့ဖိတ်ခေါ်လိုက်ပါတယ်တစ်ဆက်တည်းမှာပဲရှစ်လပိုင်း8ရက်9ရက်နေ့မှာလေကျွန်တော်တို့ Youth Fellowship Center နဲ့ကျင်းပတဲ့ conference ရှိတဲ့အတွက်ကြောင့်မို့အရောက်စီတိုင်းပါဝင်ဖို့အတွက်လည်းယေရှုနာမနဲ့ဖိတ်ခေါ်လိုက်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တချင်းတိုင်းမယ့်နေရာကိုသွားကြရအောင် Let's go Okay ကျွန်တော်တို့ရွေးထားတဲ့ studio ကတော့ဒါကာတာတော့ဘာမှာရှိတဲ့ Based on Talk လေးလွှာမှာပဲဖြစ်ပါတယ်။ဒီလပိုင်းမှာကျင်းပမဲ့ဒီ conference ရဲ့ music ပိုင်းမှာတာဝန်ယူသွားမဲ့ညီလေးညီမလေးတွေနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရှစ်လပိုင်းမှာကျင်းပမဲ့ conference ရဲ့ music ပိုင်းမှာတာဝန်ယူမဲ့ညီလေးညီမလေးတွေကိုမိတ်ဆက်ပေးပြီးသွားပြီဆိုတော့အခုချိန်အားစပြီးတော့တချင်းစတင်ပြီးတော့တိုက်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘလို့တချင်းတိုက်လဲဘလို့ဖျားရဲ့အမှုတော်ထဲမှာပါဝင်နေလဲဆိုတာကိုရှုအားပေးဖို့အတွက်လည်းမေတ္တာရက်ခံရပါတယ်
ကျေးဇူးတင်တယ်ဒီကိုပြင်ဆင်ပေးတဲ့နေ့ထဲမှာဒီမတကနေစပြီးတော့မှကိုဘုရားကိုချီးမွမ်းကိုးကွယ်ခြင်းပြီးတဲ့အခါမှာပဲဒီနေရာမှာကိုလည်းဘုရားလုပ်ခဲ့တယ်ပြီးတော့တခင်ယေရှုခရစ်တော်ဘုရားနာမနဲ့ဆွတ်တောင်းဆက်ကနေဆိုရင်ဟာအာမင်ကျွန်တော်လူငယ်တွေအားလုံး conference အတွက်စူးစမ်းပြီးတော့တချင်းတိုက်ရဲ့အစီအစဉ်ကိုအဆုံးထိကြည့်ရှုအားပေးတဲ့ကြလဲထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page ကို like share လုပ်ပြီးအားပေးဖို့အတွက်လည်းမေတ္တာရက်ခံပါတယ်အားလုံးပေါ်ဖျားခင်ကောင်းချီးပေးပါစေ